အိမ်သာမဆောက်လို့တည်သွားကြသူများရာမာတီကိုရဲတွေဖမ်းခေါ်သွားတဲ့အချိန်မှာရွာသူရွာသားအလုံးကစုနေခဲ့ကြပါတယ်။ရာမာတီကလည်းလူတွေများကြီးကိုတတ်ခဲ့တာပါ။သူလည်းနဲ့ကိုယ်တိုင်မတတ်ခဲ့ပေမဲ့လည်းသူ့ရဲ့ပြမှုတွေကြောင့်တိတ်ဆုံးသွားတဲ့လူတွေကအများကြီးပါပဲ။သူကတက်ကြီးလူငယ်တွေအားလုံးကိုတတ်ခဲ့တာပါ။ငါမသိခဲ့ချဘူး။ငါရဲ့သမီးလေးကဒီလိုမျိုးလူဆိုးကြောင့်ပဲသေသွားခဲ့ရတာ။ရဲတွေရဲ့သူ့ကိုကြိုးပေးပြီးတော့တတ်လိုက်ပါတော့။သူ့ကြောင့်ကျမရဲ့သမီးလေးသေသွားတယ်ဆိုတာကိုကျမအခုထိကြုံမရဖြစ်နေပါတယ်။ဒီနေ့အကြောင်းအရာကတော့ရာမာတီအကြောင်းပဲဖြစ်ပါတယ်။ရာမာတီကရွာရဲ့ရွာတကြီးဖြစ်နေပါတယ်။သူကရွာကိုပျက်စီးအောင်လုပ်ဖို့အတွက်ကြိုးစားနေတဲ့သူတယောက်ပဲဖြစ်ပါတယ်။အဲ့မကောင်းတဲ့ရာကတော့သူကလူတွေကိုလမ်းဘေးမှာပဲအိမ်သာသွားဖို့အတွက်တွန်းအားပေးတဲ့လူတယောက်ဖြစ်ပါတယ်။ဥပမာဆိုရင်လူကြီးလူငယ်မျိုးယောက်ျားလေးမိန်းကလေးမျိုးအားလုံးကလမ်းဘေးမှာပဲအိမ်သာသွားကြရတာပါ။အမရဲ့ကြည့်ပါဦး။ကျမဒီနေ့အိမ်ရထားနောက်ကျသွားတာမနှက်ဖြစ်သွားပြီ။ကျမဒီနေ့ဘလို့အိမ်သာသွားတော့မှလဲ။အော်အမရဲ့ဒါဆိုရင်တော့တနေ့လုံးဘိုက်ရောက်ခံပြီးတော့စောင့်နေရမှာပေါ့။အဲ့ရွာမှာဆိုရင်မြို့သမီးတွေကညဘက်ဆိုရင်အိမ်သာသွားတယ်။ဒါမှမဟုတ်ရင်မနေ့နေမထွက်ခင်မှအိမ်သာသွားလေးရှိပါတယ်။နေကဘက်မှာတော့သူတို့အိမ်သာသွားခြင်းအောင်သူတို့တနေ့လုံးဖိုက်ကိုကင်ပြီးတော့တနေ့ကိုထိုင်ဆောင်နေရတာပေါ့။ဒီလိုမျိုးလမ်းဘေးတွေမှာအိမ်သာသွားတာကြောင့်အဲ့ရွာကလူတွေကမကြာခဏနေမကောင်းဖြစ်တတ်ပါတယ်။နေမကောင်းဖြစ်တာနဲ့အတူတူတချို့လူတွေကစိုးရဖြစ်ပြီးတော့ရမတိုင်းမှာပဲတိတ်ဆုံသွားခဲ့ကြတာပါ။ငါမင်္ဂလာဆောင်တာ2လတာမပြည့်သေးဘူး။ငါရဲ့မိမကသေသွားရှာပြီ။မိမရေထပါအောင်။နင်ငါ့ကိုထားပါပြီလား။ဒီရွာလုံးမှာအိမ်သာမရှိသေးပေမဲ့လည်းရာမာတီဟာသူ့အိမ်မှာတော့အိမ်သာတစ်လုံးဆောက်ထားခဲ့ပါတယ်။သူ့အိမ်ကလူတွေကတော့အိမ်သာကိုပဲအသုံးပြုတာကြောင့်ပါ။သူ့အိမ်ကလူတွေကတော့ဘာရောမှမဖြစ်ကြပါဘူး။ရာမာတီဟာဘယ်တော့တောင်ချင်းမကောင်းဘူးလဲဆိုရင်သူ့အိမ်မှာအိမ်သာဆောက်ထားပေမဲ့ရွာကလူတွေကိုအိမ်သာဆောက်ကျင်တယ်လို့ပြောရင်သူကလုံးဝဆောက်ခွင့်မပေးပါဘူး။ဟဲ့ရာဂျူရဲ့မင်းဘာတွေရှောက်ပြောနေရတော့မင်းယူမြယူသွားပြီလားမင်းထမင်းစားတဲ့အိမ်လေအဲ့မှာဖျားစင်လည်းရှိသေးရဲ့မို့လားမင်းအဲ့ဒီမှာအိမ်သာဆောက်မယ်ဆိုရင်မင်းလည်းရဲ့ကြီးမှာပေါ့ဒါပေမဲ့ဆရာရဲ့အစိုးရကတော့အိမ်တိုင်းအိမ်ထဲမှာအိမ်သာဆောက်စေချင်တယ်လို့ပြောတယ်ဟဲ့ရာဂျူအစိုးရကတော့သူ့ဘာသာသူပြောချင်တာပြောပါစေဒါပေမဲ့ငါတို့ကတော့ငါတို့အုံနောက်ကိုတုံးရမယ်မလားဘာလို့ရမယ်မလို့ရဘူးဆိုတာကငါတို့ကိုယ့်ဘာကိုတွေးနေတယ်လေနောက်ဆိုရင်အစိုးရကရေရင်းနဲ့ခုတ်ချခိုင်းရင်မင်းတို့ကခုံချမှာလားဒါပေမဲ့တကြီးရဲ့တကြီးကိုယ်တိုင်ကတော့တကြီးအိမ်မှာအိမ်သာဆောက်ထားတယ်မလားအေးပါငါလက်ဆောက်တော့ဆောက်ထားပါတယ်ဒါပေမဲ့ငါလက်တော်ထဲမှာပဲအိမ်သာသွားတာပါမယုံရင်မနေ့ပြန်ကြရင်ငါနဲ့အတူလိုက်ခဲ့ရာမာတီဟာတခြားတွေ့အကြောင်းရွာကလူတွေကိုလုံးဝအိမ်သာပေးမဆောက်ပါဘူးတနေ့မှရွာတကြီးရဲ့မိမစုခံကမိတော့သူကပြောတယ်မိမရဲ့နင်အဲ့ဒီတော့တောင်သိတတ်နေရဆိုရင်နင်မရွာတကြီးဖြစ်သွားမှာပေါ့လူတွေကအိမ်သာတွေဆောက်ရင်သူတို့ကယောဂမဖြစ်ကြတော့ဘူးအဲ့ဒီခါကျရင်သူတို့ကအသက်ရှည်ကြမှာလေအဲ့ဒီခါကျရင်သူတို့ကိုအတိုးပေးစားရမယ့်နေရာမှာငါရှုံးမှာပေါ့သူတို့ကအကြိုက်အသက်ရှည်ရင်သူတို့အကျွေးတွေကိုဆက်သွားရင်သူတို့မြေတွေကိုငါသိမ်းလို့မရတော့ဘူးဒါပြင်သူတို့ကယောဂဖြစ်ရင်ငါစီပတ်စံခဏခဏလာချေးကြတယ်သူတို့ပတ်စံလာချေးရင်ငါအတိုးတွေအများကြီးတင်ပြီးချေးတော့ငါပတ်စံတွေအများကြီးရတာပေါ့ရာမာတီဟာတရွာလုံးကိုထိန်းချုပ်ထားတာပါသူကလူတွေကိုကြံပေးပြီးတော့ရင်သာဆောက်လို့မရအောင်မျိုးမျိုးလုပ်ပါတယ်မင်းကိုရှင်းလာမှ900ချေးထားတာလေအခုမင်းကကောင်းအောင်တောင်းလိုက်ပြီလားအဲ့ဒီတော့ကတော့မင်းသမီးနေမကောင်းလို့ဆိုအခုဘာလို့ပတ်စံလာတောင်းတာလဲမင်းမနိုင်ဘူးဆိုရင်ဘာလို့အများကြီးမွေးထားသေးလဲသူကလူတွေကိုအများကြီးပြစ်တင်ပြောဆိုပြီးတော့ကြွေးပေးလိုက်ပါတယ်ပြီးရင်တော့သူတို့ကိုတိုးရီအများကြီးတောင်းပြီးတော့နှိမ်ပါတယ်အစိုးရကလည်းရွာတိုင်းအိမ်တိုင်းမှာအိမ်သာရှိစေချင်တာကြောင့်ရွာတိုင်းကိုပတ်စံတွေပေးသွားပါတယ်ဒါပေမဲ့ရာမာတီယာရဲ့ပတ်စံတွေကိုခိုးလိုက်ပါတယ်ပြီးရင်တော့ရွာသားတွေကိုဘာမှမဆိုင်မဲနဲ့စားရွက်တွေပေါ်မှာလက်ပွေရနေခိုင်းပါတယ်တကြီးရေဒါကဘာစာရွက်တွေလဲပြီးတော့ကျွန်တော်တို့ကိုဘာလို့လက်မှတ်တွေထိုးခိုင်းနေရလဲငါမင်းတို့ကောင်းဖို့အတွက်လာလုပ်ပေးနေတာငါ့ကိုမေးခွန်းတွေလာမထောက်စမ်းပါနဲ့ဒါကငါအစိုးရကိုတောင်းစရာရှိလို့မိုးရာဒီမှာဆိုရင်ရွာကမြေတဲ့နေရာမှာရှိတဲ့အိမ်တွေကမြမြုပ်သွားလို့ငါကသူတို့ကိုတိုက်ရင်ဆောက်ပေးဖို့အစိုးရစီကနေလှူတိုင်းခမ်းမလို့ပါဟုတ်လားဆရာရဲ့ဆရာကတော့ကျွန်တော်တို့အတွက်ဖះတဆူလို့ပါပဲဆရာကအရန်ကိုကောင်းတာပဲရာမာတီဟာအရန်ကိုကြည့်မကောင်းတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်သူကရွာကလူတွေရဲ့ပတ်စံကိုလည်းခိုးလိမ့်ပြီးတော့သူတို့ကိုလည်းအိမ်သာဆောက်ခွင့်လုံးဝမပေးပါဘူးဒီနေ့မှာတော့ရာဇီယာရဲ့သမီးလေးရှန်တီကဘိုက်တွေရအောင်လာပါတော့တယ်အမေသမီးဘိုက်ရမ်းနာနေပြီသမီးမခံစားနိုင်တော့ဘူးမတည်ရင်တယောက်ကဘိုက်ထဲမှာဆူထိုးနေတယ်လို့ပဲသမီးမခံစားနိုင်တော့ဘူးဒီလိုနဲ့တခဏအတွင်းမှာပဲရှန်တီဟာဝမ်းနေလျှော်လာပါတော့တယ်ဝမ်းလျှော်လွန်လာတဲ့အခါမှာတော့ရာဇီယာကချက်ချင်းပဲစိတ်ကိုခေါ်သွားခဲ့တာပေါ့သူ့ရဲ့ခန္ဓာကိုယ်ထဲမှာရေဓာတ်တော်လေးနေပြီငါတို့အမြန်လေးသူ့ကိုစစ်ဆေးရတော့မယ်အဲ့ဒီခါမှာတော့ရာဇီယာရဲ့မိကရှန်တီကိုစောင့်ကြည့်နေခဲ့ပါတယ်ရာဇီယာရဲ့ငါနေ့ကို6တာတော့မ6ရှင်ပါဘူးဒါပေမဲ့နေ့သမီးရဲ့အခြေအနေကအတော်လေးကိုဆိုးရွားနေပြီဘာတွေပြောနေရလဲဆရာရဲ့ယောဂရှိတာဆိုတော့ရှင်တို့ကုနိုင်မှာပဲမဟုတ်ဘူးလားဟုတ်ပါတယ်ကျွန်တော်တို့တက်နိုင်သလောက်သူ့ကိုကူညီပေးပါမယ်ဆရာဝန်တွေကတက်နိုင်သလောက်ကူညီပေးခဲ့ပေမဲ့လည်းနောက်ဆုံးမှာတော့ရှန်တီသမီးလေးကဆုံးသွားခဲ့ပါတယ်ငါရဲ့သမီးလေးဘာဖြစ်သွားတာလဲလုံငါတဲ့6လကမှငါယောက်ျားဆုံးသွားတာလေ
အခုတော့ငါရဲ့တူရီရောတမီလေးလည်းငါ့ကိုထားသွားပြီအခုတော့ငါဘာလုပ်ရတော့မှလဲ ဒီလိုနဲ့ရွာမှာလူတွေများကြီးဆုံးသွားခဲ့ပါတယ်ဒီလိုနဲ့ပဲ2လလောက်ကြာမှတော့စကားတယောက်ရွာကိုပြောင်းလာခဲ့ပါတယ်သူကခဏတွင်မှရွာမိုင်းသားတွေမရှိကြောင်းကိုသိသွားတော့ရွာကလူတွေကိုမိပါတယ် ဆရာကဒီလောက်ပညာတတ်တာတော့မှကျွန်တော်တို့ကိုလာမေးနေသေးတယ်ကျွန်တော်တို့ကထမင်းစားတဲ့အိမ်ဖះရှိခိုးတဲ့အိမ်မှာအိမ်နာဆောက်တာဘယ်တင်တော်ပါမလဲဒါကဘလူးကပြောလိုက်တာလေမင်းတို့သိလားအိမ်နာမရှိရင်ဘယ်တော့တောင်ယောဂါတွေဖြစ်မလဲဆိုတာဒါတည်းကိုကျွန်တော်တို့မသိပါဘူးဒါပေမဲ့ရွာတကြီးကကျွန်တော်တို့ကိုအိမ်နာမဆောက်ဖို့အတွက်တားမြစ်ထားတယ်ကျွန်တော်တို့ကသူပြောတာကိုလက်ခံပါတယ် သူကတရွာလုံးကလူတွေကိုလိုက်ပြောပြီးမဲ့လဲဘသူကမှသူပြောတာကိုလက်မခံခဲ့ကြပါဘူး အကိုတို့ကကျွန်တော်ပြောတာကိုသဘောမပေါက်ဘူးအကိုတို့မသွေးမိဘူးလားရွာလူတွေကဘာလို့ခဏခဏသိဆုံးနေရလဲဆိုတာဒါတွေအားလုံးကလမ်းဘေးမှာပဲအိမ်နာသွားလို့လမ်းဘေးမှာပဲအိမ်နာသွားရင်ယောဂါတွေအများကြီးဖြစ်တယ်ယောဂါတွေကြောင့်ခဏခဏသိဆုံးသွားကြတာမယုံရင်ကိုယ့်အိမ်ကမိန်းမတွေကိုလည်းမေးကြည့်ပါလားသူတို့မှနေခင်းဘက်ဆိုရင်အိမ်နာမတော်ရဘူးလေသူတို့မှတနေ့လုံးအိမ်နာသွားဖို့အတွက်ညဖြစ်ဖို့စောင့်နေရတာအဲ့လိုလုပ်ရင်သူတို့လည်းယောဂါဖြစ်မှာလေ တဖြည်းဖြည်းနဲ့ရွာကလူတွေကလည်းဆရာပြောတာကိုသဘောပေါက်လာပြီးတော့သူတို့လည်းအိမ်သားဆောက်ဖို့တွေ့ရကြပါတယ် နောက်ပြီးခင်ဗျားတို့ကအစိုးရပတ်စံအတွက်ဘာလို့စိတ်ပူနေကြတာလဲအစိုးရကအိမ်နာဆောက်ဖို့အတွက်ပတ်စံပေးရလေခင်ဗျားတို့ကတကြီးကိုတကားမှမမေးဘူးလားအစိုးရကခင်ဗျားတို့ရွာအတွက်လည်းတရားပေါက်ပတ်စံပို့ထားမှာအော်ဆရာရဲ့ကျွန်တော်တို့ကဒါတွေကိုဘလို့နားလည်မှာလဲခင်ဗျားပဲရွာသူကြီးကိုသွားမေးလိုက်ပါ ရမာတီရဲ့လူတွေကနရိုင်းချောင်းကိုအရင်တည်းကသူ့ကိုလာပြောပြလိုက်ပါတယ်အဲ့ဒီချိန်မှာပဲနရိုင်းဟာအစိုးရကပေးတဲ့ပတ်စံတွေအကြောင်းကိုရွာသူကြီးကိုပြောတော့သူကသူ့ကိုချိန်ချောက်ပါတယ် မင်းကောင်ဆရာလားမလုပ်နဲ့ငေါ့ရင်မင်းကိုပါငါဖျောက်ပစ်လိုက်မှာခင်ဗျားကကျွန်တော်လာချင်းချောက်နေရလားမင်းကငါပေါ်တင်ပြောနေတာမင်းတိတ်တိတ်ဆိတ်ဆိတ်နေငေါ့ရင်ငါမင်းကိုဒီမှာပဲတက်ပစ်လိုက်မှာကျွန်တော်ကခင်ဗျားတို့လိုလူမျိုးတွေကိုမကြောက်ဘူးခင်ဗျားအစင်းနဲ့ပြင်ထားလိုက်မကြခင်ခင်ဗျားထောင်ကြတော့မယ်ခင်ဗျားကအစိုးရပေးတဲ့ပတ်စံတွေကိုအရဲတုံးသားလုပ်ထားတာခင်ဗျားကရွာမှာအိမ်တော်မဆောက်ပေးရကြခင်ဗျားကိုယ်တိုင်မဟုတ်ပေမဲ့လည်းခင်ဗျားတနည်းနည်းကြောက်ရွာလူတွေကိုတက်ခဲ့တယ် အဲ့ဒီနောက်မှာတော့နရိုင်းကသူ့အိမ်ကိုပြန်လာခဲ့ပါတယ်အဲ့ဒီနေ့ညမှာပဲရမာတီဟာသူ့ရဲ့လူတွေနဲ့အတူနရိုင်းရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်ရမာတီဟာတနက်ကိုနရိုင်းရဲ့ခေါင်းပေါ်တင်ပြီးပြောတယ် ဟဲ့ဆရာမင်းစကားအရင်ပြောတတ်တယ်မလားမင်းအဲ့ဒီလောက်တော့အုံနောက်တုံးတက်နေရင်ငါမင်းကိုဒီနေ့ပဲဒီကဘာကနေဖျောက်ပစ်လိုက်မယ် ရမာတီဟာနရိုင်းကိုတနက်နဲ့ချိန်ထားတဲ့ချိန်မှာပဲနရိုင်းကသူ့ကိုတနက်နဲ့တစ်ချက်ထိုးပစ်လိုက်ပါတယ်ရမာတီရဲ့လူတွေကနရိုင်းကိုရိုက်ပြီးမဲ့လဲနရိုင်းကသူတို့ကိုပါရိုက်ပစ်လိုက်ပါတယ်သူတို့တွေရန်ဖြစ်နေတဲ့အချိန်မှာပဲရဲကရောက်လာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ရဲတွေကရမာတီနဲ့သူ့ရဲ့လူတွေကိုဖမ်းလိုက်ပါတော့တယ်အဲ့ဒီထဲမှာရှိတဲ့ရဲကတော့နရိုင်းကိုချက်ချင်းပဲလေးပြပါတယ် ရဲမှုရေနောက်ဆုံးတော့ကျွန်တော်တို့ရဲ့အကြံအောင်သွားပါပြီကျွန်တော်တို့တရခံကိုဖမ်းမိလိုက်ပါပြီ တကယ်တော့ရာစီယာရဲ့သမီးရှန်တီတေဆုံးပြီးတဲ့နောက်မှာတော့ဆရာဝန်ကရွာကလူတွေကယောဂတစ်မျိုးလေးကြောင့်ပဲခဏခဏတေဆုံးနေလို့ရေးလိုက်ပါတယ်။အဲယောဂကလူတွေကလမ်းမေးမှနာတော့လူပဲဖြစ်နိုင်တယ်လို့ရေးမှတ်ထားခဲ့ပါတယ် ဒါဘလို့ဖြစ်နိုင်မှာလဲအဲ့ဒီရွာကိုငါတို့တေချာပေါက်ပတ်စံပေးထားတယ်လေ ။အဲဒီနောက်မှာတော့ရဲမှုတယောက်ကိုအဲရွာကိုစောင့်ကြည့်ဖို့တော့လွတ်လိုက်ပါတယ်။သူတို့တွေကလည်းသူတို့ရဲ့လုပ်ကိုတာဝန်ကျေပွန်စွာနဲ့လှုပ်ဆောင်နိုင်ခဲ့ပါတယ်။